ဝမှာစိတ်ဆင်းရဲမှုတွေမဖြစ်ချင်ဘူးစိတ်တွေမပင်ပန်းချင်ဘူးဆိုရင်တတိလေးနဲ့ဘယ်လိုနေရမလဲဆိုတာပြောပြခြင်းနဲ့ဗုဒ္ဓရဲ့စကားတွေထဲမှာအများဆုံးကြားရပြီးတော့လူတိုင်းသိနေတဲ့စကားလေးတစ်ခွန်းကတော့အပမဒေနသံပါတိထာဆိုတဲ့စကားလေးပါပဲမိမိလျှော့လျော့မနေကြနဲ့တတိနဲ့နေကြလို့ဗုဒ္ဓကအကျိန်များစွာဆုံးမခဲ့တယ်တတိဆိုတာပိုးတဲ့တောင်မရှိဘူးလို့လည်းပြောကြတယ်မဟုတ်လားတကယ်လဲဘဝမှာဆင်းရဲတွေကလွတ်မြောက်ခြင်းနဲ့ငြိမ်းချမ်းမှုတွေရခြင်းနဲ့ဆိုရင်တတိရှိနေဖို့ဟာအရေးအကြီးဆုံးလိုအပ်ချက်လို့ပြောခြင်းတယ်တရားတွေအားထုတ်ကြတယ်ဆိုတာကလည်းအဓိကကတတိလေးရှိနေဖို့ပါပဲကောင်းပြီဒီတတိကဘယ်နေရာတွေမှာရှိနေရမှာလဲလူမှာတတိရှိနေရမယ့်နေရာ၄နေရာလို့ဆိုတယ်နံပါတ်1ကိုယ့်ရဲ့သွားလာလှုပ်ရှားနေထိုင်ပြောဆိုမှုတွေမှာတတိရှိနေဖို့လိုအပ်တယ်တတိနဲ့စားတတိနဲ့သွားတတိနဲ့ပြောတတိနဲ့နေတတိနဲ့ကြည့်တတိနဲ့နားထောင်အားလုံးလိုရင်းအတူချိုးရရင်ကိုယ့်ကိုယ်နဲ့ဝန်းကျင်နဲ့ဆက်သွယ်တဲ့နေရာတိုင်းမှာတတိပါနေဖို့လိုတယ်တတိရှိနေရမယ်လို့ပြောချင်တယ်။ဘာကြောင့်တတိကရှိနေရမှာလဲ။ကြိုက်တာမကြိုက်တာချစ်တာမုန်းတာတွေမဖြစ်အောင်တတိကရှိနေရတာပါပဲ။တတိနဲ့သွားပါတတိနဲ့စားပါတတိနဲ့ပြောဆိုဆက်ဆံပါတတိမပါဘဲနဲ့သွားလာစားတော့ပြောဆိုနေထိုင်ကြမယ်ဆိုရင်လူဟာချစ်တာမုန်းတာကြိုက်တာမကြိုက်တာတွေဖြစ်ပြီးတော့စိတ်မငြိမ်းချမ်းတော့ဘူးစိတ်မငြိမ်းချမ်းမှုဆိုတာတတိလက်လွတ်နဲ့သွားလာနေထိုင်ပေါင်းသင်းဆက်ဆံမှုတွေကြောင့်လူမှာကြိုက်တာမကြိုက်တာချစ်တာမုန်းတာတွေဖြစ်ပြီးတော့မငြိမ်းမချမ်းဖြစ်နေကြတယ်ဆိုတာကိုယ့်ကိုယ်စဉ်းစားဆင်ခြင်ကြည့်လိုက်ပေါ့ဒါနံပါတ်1ကိုယ့်ကိုယ်ရဲ့သွားလာလှုပ်ရှားမှုတွေဝန်းကျင်နဲ့ဆက်ဆံရာတွေမှာအမြဲတမ်းတတိရှိအောင်ကြိုးစားနေပါလို့ပြောချင်တယ်နံပါတ်2ကိုယ့်ရဲ့စိတ်ခံစားမှုတွေမှာတတိရှိနေဖို့လိုတယ်ကိုယ်ခံစားမှုတွေကဆင်းရဲတဲ့ခံစားမှုတွေဖြစ်နေသလားချမ်းသာတဲ့ခံစားမှုတွေဖြစ်နေသလားကိုယ့်ရဲ့ခံစားမှုတွေအပေါ်အမြဲတမ်းတတိလေးရှိနေဖို့လိုအပ်တယ်လူမှာချစ်တာမုန်းတာကြိုက်တာမကြိုက်တာတွေဖြစ်ပေါ်နေပြီဆိုရင်ဆင်းရဲတဲ့ခံစားမှုဖြစ်ဖြစ်ချမ်းသာတဲ့ခံစားမှုဖြစ်ဖြစ်ခံစားမှုဇိုးတွေခံစားလာရတော့တာပဲအဲ့ဒါလို့ခံစားမှုဝေဒနာတွေခံစားနေရပြီဆိုရင်တတိနဲ့သိနေအောင်ကြိုးစားပါတတိနဲ့သိနေပြီဆိုရင်ဘာကြောင့်ငါမှာခံစားမှုတွေဆင်းရဲနေရလဲချစ်ချင်းကြောင့်လားမုန်းချင်းကြောင့်လားဘာတွေကြိုက်ပြီးတော့ဘာတွေမကြိုက်နေလို့လဲလို့စဉ်းစားလိုက်ပါစဉ်းစားပြီးရင်အဲ့ဓာတွေကိုလျှော့ချရမယ်ဆိုတဲ့အသည့်တွေဝင်လာလိမ့်မယ်အဲ့ဒီခံစားမှုတွေဖြစ်ပေါ်စေတဲ့ကြိုက်မကြိုက်မုန်းမမုန်းဆိုတာတွေကိုကိုယ်စိတ်ကနေဖယ်ရှားလိုက်ပါအဲ့ဒါလို့တတိနဲ့ခံစားမှုဇိုးတွေကိုဖယ်ရှားနိုင်လာပြီဆိုရင်လူဟာငြိမ်းချမ်းလာပါလိမ့်မယ်နံပါတ်3ကိုယ်စိတ်တွေအပေါ်မှာလဲတတိလေးအမြဲရှိနေဖို့လိုအပ်တယ်ကိုယ်စိတ်မှာလိုချင်တာတွေရချင်တာတွေမုန်းတာတွေအာဃာတတွေရှင်ပြိုင်တာတွေစတဲ့မကောင်းတဲ့စိတ်တွေဖြစ်နေပြီဆိုရင်လေလူဟာမငြိမ်းချမ်းတော့ဘူးဆင်းရဲတော့တာပဲဒါကြောင့်ကိုယ်စိတ်လေးအပေါ်မှာလဲတတိလေးအမြဲရှိနေဖို့လိုအပ်တယ်ငါစိတ်မှာရကျင်တာတွေများနေသလားငါစိတ်မှာမကြေနပ်တာတွေများနေသလားငါစိတ်မှာရှင်ပြိုင်အနိုင်ရကျင်တာတွေများနေသလားစတဲ့လူမှာဆင်းရဲမှုတွေကိုဖြစ်စေနိုင်တဲ့စိတ်ဆိုးစိတ်ဆားစိတ်နာစိတ်ဒဏ်ရာစိတ်ပူတာတွေဖြစ်နေပြီဆိုရင်သိနေအောင်အမြဲတမ်းတတိရှိပါအဲ့ဒါလို့စိတ်တွေဖြစ်နေပြီဆိုရင်လူမှာမငြိမ်းချမ်းတော့ဘူးအဲ့ဒါလို့မငြိမ်းချမ်းမှုတွေမဖြစ်ပေါ်ဘူးကိုယ်စိတ်ကိုလည်းတတိလေးနဲ့အမြဲတမ်းစောင့်ကြည့်ပြီးဖယ်နိုင်ရှားနိုင်လျှော့ချနိုင်ဖို့တတိအမြဲရှိနေဖို့တတိလေးအမြဲထားနိုင်ဖို့ကြိုးစားရမယ်လို့ပြောချင်တယ်
နံပါတ်၄သဘောတရားတွေအသည့်တွေအကျင့်တွေအပေါ်မှာလဲတတိလေးအမြဲရှိနေဖို့လိုအပ်တယ်ကိုသိနေတာတွေကိုကျင့်နေတာတွေဟာဆင်းရဲဒုက္ခကိုဖြစ်စေတဲ့အသည့်တွေအကျင့်တွေလားကိုအသည့်ကိုအတွေးတွေဟာဆင်းရဲခြင်းကိုဖြစ်စေတဲ့တဏှာတိုးပွားရေးဆင်းရဲတိုးပွားရေးအသည့်အကျင့်တွေလားစတဲ့ကိုသိမြင်နေတာတွေကိုကျင့်နေတာတွေအပေါ်မှာလဲတတိလေးအမြဲရှိနေဖို့လိုအပ်တယ်အသည့်မှားအကျင့်မှားအတွေးမှားတွေနဲ့နေပြီကျင့်နေပြီဆိုရင်လူဟာမငြိမ်းချမ်းတော့ဘူးဒါကြောင့်ကိုအသည့်ကိုအတွေးကိုအကျင့်တွေအပေါ်မှာလဲတတိလေးအမြဲရှိနေဖို့တတိလေးနဲ့စောင့်ကြည့်နေဖို့လိုအပ်တယ်လို့ပြောချင်တယ်ဒါကြောင့်အတူချိုးရရင်ဘဝမှာငြိမ်းချမ်းခြင်းနဲ့ဆိုရင်တတိတစ်လုံးအမြဲသုံးပါလူမှာတတိအမြဲရှိနေဖို့လိုတယ်ဆိုတာသိထားပါဘယ်နေရာတွေမှာတတိရှိနေရမှာလဲဆိုရင်နံပါတ်1ကိုယ့်ရဲ့သွားလာလှုပ်ရှားပြောဆိုဆက်ဆံမှုတွေအပေါ်မှာတတိရှိနေရမယ်နံပါတ်2ကိုယ့်ရဲ့ခံစားမှုတွေအပေါ်မှာတတိရှိနေရမယ်နံပါတ်3ကိုယ်စိတ်ကိုယ်အသည့်လေးအပေါ်မှာလည်းတတိရှိနေရမယ်နံပါတ်4ကိုယ့်ရဲ့အတွေးတွေအသည့်တွေအကျင့်တွေအပေါ်မှာလည်းတတိအမြဲတမ်းရှိနေရမယ်အဲ့ဒါလို့ကိုယ်ခံစားမှုကိုယ်စိတ်ကိုယ်အသည့်ကိုယ်အတွေးတွေအပေါ်မှာဒီ၄နေရာမှာတတိလေးအမြဲရှိနေမယ်ဆိုရင်လူဟာသေချာပေါက်ငြိမ်းချမ်းလာပါလိမ့်မယ်ဘဝမှာအမှားတွေမရှိဖြစ်သွားပါလိမ့်မယ်တတိရှိနေတဲ့သူရဲ့ဘဝဟာဆိုးဆိုးဝါးဝါကြီးမဆင်ញဲနိုင်တော့ဘူးဒါကြောင့်ကိုယ့်ရဲ့လှုပ်ရှားမှုတွေအပေါ်မှာကိုယ့်ရဲ့ခံစားမှုတွေအပေါ်မှာကိုယ့်ရဲ့ဖြစ်ပေါ်နိုင်တဲ့စိတ်ကလေးအပေါ်မှာကိုယ့်ရဲ့အတွေးအမြင်သဘောတရားအကျင့်တွေအပေါ်မှာတတိကိုအမြဲတမ်းထားနိုင်အောင်ကြိုးစားကြပါလို့ပြောကြရင်းနဲ့ညီကုန်းချုပ်လက်ချင်ပါတယ်အားလုံးတတိတစ်လုံးအမြဲသုံးပြီးတော့ဘဝမှာငြိမ်းချမ်းသူများဖြစ်ကြပါစေ